သူယုံမှလို့တတ်မှတ်လို့ရတဲ့လူလေးမျိုးအဲ့ဒါကဘာတွေလဲဆိုရင်နံပါတ်1အချက်ပေးမှကမ်းမှချစ်တတ်ခင်တတ်မေတ္တာထားတတ်တဲ့လူမျိုးနံပါတ်2အချက်မပေးမကမ်းနိုင်တော့ဘူးဆိုတာနဲ့တပြိုင်တည်းမေတ္တာမဲ့ပြီးတော့မုန်းတီးပြီးတော့ရန်ညှိုးဖွဲ့တတ်တဲ့လူမျိုးနံပါတ်3အချက်ဘလောက်ပဲပေးကမ်းရက်ရောဘလောက်ပဲပြုပြင်ပေးကျေးဇူးမသိတဲ့အပြင်ကျေးဇူးကမ်းပြီးတော့စော်ကားတတ်တဲ့လူမျိုးနံပါတ်4အချက်သူများကကိုယ့်ကိုပေးတာကမ်းတာထောက်ပံ့ပေးနေတာပြုစုပေးနေတာအယောင်တင်ပေးလို့ကိုကဘဝလှနေတာတောင်မှဘလို့တွေးသလဲလို့မေးရင်ငါရဲ့ဘုံကံကြောင့်ငါရတာပဲငါကံနဲ့ကဖြစ်တာပဲသူ့မှာပေးရမဲ့ဝတ်တရားရှိလို့သူပေးတာပဲဆိုပြီးတော့မှကိုအထင်ကြီးတတ်တဲ့လူမျိုးအဲ့ဒီလူ4မျိုးနဲ့တွေ့ရင်လေကိုယ့်ရဲ့စိတ်ကိုယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းနိုင်အောင်ကြိုးစားပါဘာကြောင့်လဲမေးရင်ဒီလူ4မျိုးနဲ့တွေ့ရင်တေချာပေါက်စိတ်ဒုက္ခရောက်ပါလိမ့်မယ်အခုကြည်နေတဲ့ဓမ္မမိတ်ဆွေတို့ထဲမှာရောဒီလိုလူမျိုးတွေနဲ့တွေ့လို့စိတ်ဒုက္ခရောက်ဖူးကြတယ်မို့လားနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ